ကျမတို့ရက်ကွက်တစ်ခုရဲ့လန်တလန်မှာအယောင်းဝယ်တစ်ခုဖြစ်သွားတယ်ဆိုရင်အဲ့ဒီအယောင်းဝယ်ဖြစ်သွားတဲ့ဈေးကို intrinsic value လို့ခေါ်တယ်အဲ့ဒီ intrinsic value ကဥပမာထားပါတော့နေရာတစ်နေရာမှာ3,500နဲ့အယောင်းဝယ်ဖြစ်သွားတယ်ထားပါတော့3,500နဲ့အယောင်းဝယ်ဖြစ်တဲ့နေရာမှာကိုက3,4,500 4,600 4,900နဲ့ပဲဝယ်ရတယ်ဆိုရင်ဟလာဥပမာထားပါတော့ကိုက4,900နဲ့ဝယ်ရတယ်ဆိုရင်9,000ပေါက်တဲ့နေရာမှာ4,900နဲ့ရတယ်ဆိုရင်300ကကျမတို့ margin of safety လို့ခေါ်တယ်အဲ့တော့ကျမတို့ဝယ်ရောင်းတွေဆိုတာကအဲ့ဒီ margin of safety လွတ်တဲ့ပစ္စည်းမျိုးကိုလိုက်ရှာတာနော်3,500ပေါက်တဲ့နေရာမှာ4,500 4,600ပေါက်တဲ့4,500 4,600နဲ့ရောင်းပေးမဲ့ပစ္စည်းမျိုးကိုရှားဝယ်တာအဲ့ဒါဒီဝယ်ရောင်းတွေရဲ့အလုပ်နော်အဲ့တော့အဲ့ဒီဝယ်ရောင်းတစ်ယောက်ဖြစ်ဖို့ရာကသူက skill တွေရော knowledge တွေရောအများကြီးလိုတယ်နော်အတွေ့အကြုံတွေအများကြီးလိုတယ်အတွေ့အကြုံတွေအများကြီးဖြတ်သန်းပြီးမှဝယ်ရောင်းဆိုတာဖြစ်တာအဲ့ဒီ margin of safety လွတ်နေတဲ့ကောင်ကိုဒီကျမတို့အကျိုးဆောင်တွေရောအကျိုးဆောင်ရုံးခန်းတွေရောအဲ့ဒါကိုထိုင်းရှာနေကြတာဒါပေမဲ့နော်ကျမတို့လက်ရှိအခြေအနေက margin of safety လွတ်တဲ့ပစ္စည်းကလုံးဝရှာလို့မရဘူးလုံးဝရှာလို့မရဘူးအခုကလက်ရှိကဈေးကွက်တွေထဲမှာကကြတော့ inflation rate တွေများတဲ့အခါကျတော့ပိုင်ရှင်တွေကလည်းကျမတို့ဟာလာအမှန်တကယ်အယောင်းဝယ်ဖြစ်တဲ့ intrinsic value က3,500လောက်ဖြစ်တဲ့နေရာမှာအယောင်းတွေက3,500 6,000အဲ့လိုဖွင့်ထားကြတယ်အဲ့ဒါကြောင့်ဟာလာကျမတို့ margin of safety လွတ်တဲ့ပစ္စည်းမျိုးရှာလို့မရဘူးနောက်ပြီးတော့ကျတော့ဝယ်ရောင်းဆိုတဲ့နော်အတုံးဝေါ်ဟာရအပေါ်မှာအင်ချမ်းမြေသမားမဟုတ်တဲ့သူတွေအယူဆလွဲနေကြတာရှိတယ်နော်သူတို့ကအင်ချမ်းမြေတစ်ခွက်ကိုဝယ်လိုက်မယ်ဝယ်လိုက်ပြီးရင်9လ6လလောက်ခဏထားလိုက်မယ်ဒါမှမဟုတ်ရင်တစ်နှစ်လောက်ခဏထားလိုက်မယ်ခဏထားပြီးမှပြန်ရောင်းတာနော်ပြန်ရောင်းပါနော်သူတို့ရဲ့ရည်ရွယ်ချက်ကဟလာခဏတိမ့်ထားပြီးမှပြန်ရောင်းပါဒါပေမဲ့ကျမတို့ရုံးခန်းတွေကိုလာတဲ့အခါမှာသူတို့ကဘယ်လိုပြောလဲဆိုတော့ဝယ်ရောင်းလုပ်လို့ရမယ်အကွက်လေးလို့ပြောပြီးတော့ကျမတို့ကိုရှာခိုင်းတယ်ဟလာအဲ့တော့ကျမတို့နားလဲတာကဝယ်ရောင်းလုပ်လို့ရမယ်အကွက်ဒီကျမတို့နားလဲတာကmargin of safety လွတ်နေတဲ့ကောင်ကိုရှာခိုင်းတယ်လို့နားလဲတာအဲ့တော့ margin of safety လွတ်နေတဲ့ကောင်ကိုရှာခိုင်းတယ်ဆိုရင်ကျမတို့ကအခုဝယ်ပြီးအခုရောင်းမယ်လို့ကျမတို့ကအဓိပ္ပာယ်ပေါက်တာနော်အဲ့တော့ကျမတို့ကဝယ်ရောင်းလေးလုပ်ချင်လို့ပါလို့သူတို့ကပြောလိုက်ရင်เนาะဝယ်ရောင်းလုပ်လို့ရမယ့်အကွက်လေးပေးပါချက်ချင်းမြတ်မဲ့အကွက်လေးပေးပါလို့ဆိုလိုပြောတာဒီကျမတို့သဘောပေါက်တာက margin of safety လွတ်နေတဲ့ကောင်ကိုပေးပါလို့ကျမတို့ကသဘောပေါက်တာနောက်ပြီးတော့နောက်ထပ်ကဟာလာအခုဝယ်အခုရောင်းပါလို့ကျမတို့ကယူဆတာတကယ်ကြတော့အင်ချမ်းမြေသမားမဟုတ်တဲ့သူတွေကသူကဝယ်ရောင်းဆိုတဲ့အဓိပ္ပာယ်ကိုအတိအကျနားမလည်တဲ့အခါကျတော့တကယ်ကသူတို့ဒီဟလာချက်ချင်းဝယ်ချက်ချင်းရောင်းမှာမဟုတ်ဘူးကာလာတစ်ခုသိမ့်ထားအောင်ပါကာလာတစ်ခုဒီ9လ6လလည်းဖြစ်ချင်းဖြစ်မယ်တစ်နှစ်လည်းဖြစ်ချင်းဖြစ်မယ်နှစ်နှစ်လည်းဖြစ်ချင်းဖြစ်မယ်သုံးနှစ်လည်းဖြစ်ချင်းဖြစ်မယ်သို့တော့သူတို့နေဖို့ဝယ်တာတော့မဟုတ်ဘူးပြန်ရောင်းဖို့ဝယ်တာအဲ့ဒါကိုသူတို့ကကျမတို့ကိုပြောတဲ့အခါမှာဝယ်ရောင်းကွက်လေးပေးပါเนาะချက်ချင်းမြတ်မဲ့အကွက်လေးပေးပါဆိုပြီးတော့သူတို့ကเนาะကျမတို့ကိုအဲ့လိုမျိုး request လုပ်တာအဲ့လိုမျိုး request လုပ်ရင်ကျမတို့အကျိုးဆောင်တွေအနေနဲ့เนาะကျမတို့အကျိုးဆောင်ရုံးခန်းတွေတိုင်းဒီဝယ်ရောင်းနေပဲเนาะအဲ့ဒါဒီဒါလူတွေမသိသေးတဲ့အချက်သိပေမဲ့လက်မခံနိုင်တဲ့အချက်ဖြစ်နေကြတယ်ကျမတို့အင်ချမ်းမြေအကျိုးဆောင်ရုံးခန်းတွေရဲ့အင်ချမ်းမြေအကျိုးဆောင်တွေရဲ့ဒီအကုန်လုံးဝယ်ရောင်းနေကြည့်ပဲအဲ့လိုဝယ်ရောင်းနေဒီဘာထိုင်းလုပ်နေကြတာလဲဆိုတော့အဲ့ဒီ margin of safety လွတ်တဲ့ကောင်ကိုထိုင်းရှာနေကြတာဒါပေမဲ့เนาะကျမတို့ဈေးကွက်ထဲမှာ margin of safety လွတ်တဲ့ပစ္စည်းမျိုးကမရှိဘူးဘယ်ပိုင်ရှင်ကမှ margin of safety လွတ်အောင်ရောင်းမပေးဘူးနော်ရောင်းမပေးဘူးအဲ့ဒါကြောင့်ကျမတို့ကဧည့်သည်တွေလာတဲ့အခါမှာအခုဝယ်အခုရောင်းလို့ရမယ်အခုဝယ်အခုဟာလာမြတ်မဲ့မြေကွက်မျိုးကိုကျမတို့ကမပေးနိုင်ဘူးဘာဖြစ်လို့မပေးနိုင်တာလဲဈေးကွက်ထဲမှာပစ္စည်းမရှိဘူးနောက်ပြီးတော့ဟာလာရခဲ့ရင်တောင်မှကျမတို့အကျိုးဆောင်တွေကအရင်ကောက်ပါနော်အဲ့ဒါလေးကိုအင်ချမ်းမြေအကျိုးဆောင်မဟုတ်အင်ချမ်းမြေလုပ်ငန်းလုပ်ဖူးတဲ့သူတွေမဟုတ်ရင်ဝယ်ရောင်းဆိုတဲ့ဟောဟာရအပေါ်မှာနားလည်မှုလေးလွဲနေကြပါတယ်ဝယ်ရောင်းဆိုတာဒီ margin of safety လွတ်တဲ့ကောင်ကိုဝယ်တာဖြစ်ပါတယ်နောက်ပြီးတော့ဝယ်ရောင်းဒီကာလာတို့ကစားတာဖြစ်ပါတယ်အခုဝယ်အခုရောင်းကြတာဖြစ်ပါတယ်နော်အဲ့တော့အခုဝယ်အခုရောင်းကြတယ်ဆိုတာတော့ရောင်းထွက်အောင်ရောင်းကြပါပေါ့နော်ထွက်တာနဲ့အခုဝယ်ပြီးလိုက်တာနဲ့ဈေးတစ်ခုပြန်ဖွင့်ပြီးတာနဲ့ထွက်တာနဲ့ရောင်းတယ်အဲ့ဒီလိုမျိုးလူကိုဝယ်ရောင်းလို့ခေါ်တာဖြစ်ပါတယ်ဝယ်လိုက်ပြီးတော့ကြတော့ကာလာတစ်ခုသိမ်းလိုက်တယ်ကာလာတစ်ခုသိမ်းပြီးတော့ကြတော့မှဟာလာပြန်ရောင်းတာကိုဝယ်ရောင်းလို့မခေါ်ဘူးအဲ့ဒါကိုဝယ်ဥလို့ခေါ်ပါတယ်
နော်လူတွေကဟာလာကိုနေဖို့မဟုတ်ပဲနဲ့ပြန်ရောက်မဲ့ဥစ္စာကိုမှန်သမျှကိုဝယ်ရောင်းလေးရှာပေးပါဝယ်ရောင်းလေးရှာပေးပါလို့ပြောရင်ကျမတို့နားလဲတဲ့ဝယ်ရောင်းနဲ့သူတို့ပြောတဲ့ဝယ်ရောင်းတွေကဒိတ်ပဲကွာနေပါတယ်နော်အဲ့ဒါကြောင့်ကျမတို့ကဝယ်ရောင်းပစ္စည်းဆိုရင်မရှိပါဘူးပေးလို့မရပါဘူးလို့ကျမတို့ပြောတာကိုခံရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကြတော့ margin of safety လွတ်တဲ့ကောင်ကိုကျမတို့လည်းထိုင်းရှာနေတာဖြစ်ပါတယ်။သို့တော့ margin of safety လွတ်တဲ့ကောင်ဒီဘယ်ပိုင်ရှင်ကမှ margin of safety လွတ်အောင်ရောင်းမပေးတဲ့အတွက်အဲ့လိုပစ္စည်းဒီရှာလို့မရပါဘူး။ရှာလို့ရခဲ့ရင်လည်းဟလာဒီအကျိုးဆောင်တွေကအရင်ဆုံးဝယ်ထားမှာဖြစ်ပါတယ်เนาะဝယ်ထားမှာဖြစ်ပါတယ်ယူလိုက်မှာဖြစ်ပါတယ်ပြီးတော့ကြတော့မှဒီကျမတို့ဟလာ intrinsic value ပေါ့เนาะပုံမှန်ပေါက်ဈေးနဲ့ပြန်ရောင်းမှာဖြစ်ပါတယ်အဲ့တော့အမျိုးတို့ကဟလာမြေတော့ကွက်ကိုဝယ်လိုက်မယ်အချိန်ကာလတစ်ခုသိမ်းလိုက်မယ်သိမ်းပြီးမှပြန်ရောင်းမယ်ဆိုရင်အဲ့ဒါဝယ်ဥပါနော်ဝယ်ရောင်းမဟုတ်ပါဘူးเนาะဒါနားလဲတာလွဲနေကြပါတယ်လူတွေကဟာလာဝယ်လိုက်ရောင်းလိုက်လုပ်တယ်ဝယ်လိုက်ရောင်းလိုက်လုပ်တယ်ဝယ်ရောင်းလို့အလွယ်ပြောနေကြတာပါဝယ်ရောင်းဒီmargin of safety လွတ်တဲ့ကောင်ကိုဝယ်တယ်ဝယ်ပြီးတော့တခါတည်းအယောင်းတန်းဖွင့်တယ်ထွက်တာနဲ့ပြန်ရောင်းတဲ့သူကိုဝယ်ရောင်းလို့ခေါ်တာဖြစ်ပါတယ်ဝယ်ဥဆိုတာဒီเนาะကျမတို့ဈေးကွက်ပေါက်ဈေး intrinsic value အတိုင်းပဲသူကဝယ်ပါတယ်ပြီးရင်ကာလတစ်ခုเนาะသူကြိုက်တဲ့ကာလတစ်ခုသိမ်းလိုက်ပါတယ်သိမ်းပြီးတော့ကျတော့မှအယောင်ပြန်ဖွင့်တာအဲ့ဒါကကြတော့ကျမတို့ဝယ်ဥခေါ်ပါတယ်အဲ့တော့အမျိုးတို့လုပ်ချင်တာကဝယ်ဥဖြစ်ပါတယ်ဝယ်ဥဆိုတာဒီဟာလာဈေးကွက်ထဲမှာရက်ကွက်တစ်ခုရဲ့လမ်းတလမ်းမှာ3000ပေါက်နေ9000ပေးပြီးဝယ်တာကဝယ်ဥဖြစ်ပါတယ်9000ပေးပြီးတော့ဝယ်တယ်ကာလတစ်ခုသိမ်းတယ်ကာလတစ်ခုဒီတစ်လလည်းဖြစ်ချင်းဖြစ်မယ်နှစ်လလည်းဖြစ်ချင်းဖြစ်မယ်ချက်ချင်းတော့အယောင်ပြန်မဖွင့်ဘူးเนาะဝယ်ပြီးလိုက်တာနဲ့ချက်ချင်းတော့အယောင်ပြန်မဖွင့်ဘူး9လလည်းဖြစ်ချင်းဖြစ်မယ်6လလည်းဖြစ်ချင်းဖြစ်မယ်တိမ့်ထားလိုက်တယ်တိမ့်ထားလိုက်ပြီးတော့ကြတော့မှအမြတ်တစ်ခုနဲ့ရောင်းတာကိုဝယ်ဥလို့ခေါ်တာဖြစ်ပါတယ်အဲ့တော့အမျိုးတို့လုပ်ချင်နေတဲ့ဥစ္စာဒီဝယ်ဥဖြစ်ပါတယ်ဝယ်ရောင်းမဟုတ်ပါဘူးအဲ့တော့ကျမတို့အကျိုးဆောင်တွေကိုဝယ်ရောင်းလေးလုပ်ချင်လို့ဝယ်ရောင်းကွက်လေးပေးပါလို့မပြောပါနဲ့နော်မပြောပါနဲ့ဘယ်အကျိုးဆောင်ကမှလည်းပေးမှာမဟုတ်ပါဘူးဝယ်ရောင်းရနေတဲ့အကွက်ကိုအကျိုးဆောင်ကအရင်ကောက်မှာဖြစ်ပါတယ်နော်ကျမတို့ဒီအကျိုးဆောင်ရုံးခန်းတိုင်းဒီဝယ်ရောင်းရုံးခန်းတွေဖြစ်ပါတယ်နော်အဲ့ဒါကိုမျိုးတို့ကိုသိစေချင်ပါတယ်အကျိုးဆောင်ရုံးခန်းတိုင်းဒီဝယ်ရောင်းရုံးခန်းတွေဖြစ်ပါတယ်အဲ့တော့ဝယ်ရောင်းတွေစီကပစ္စည်းတိုင်းဈေးကြီးနေတယ်လို့ယူဆတာဒီအယူဆမမှန်ပါဘူးဝယ်ရောင်းတွေဒီဟာလာဒီကျမတို့ပုံမှန်ပေါက်ဈေးနဲ့ပြန်ရောင်းရတာဖြစ်ပါတယ်ဒီကျမတို့ဟာလာဒီ intrinsic value နဲ့ပြန်ရောင်းရတာဖြစ်ပါတယ်9000ပေါက်တဲ့နေရာမှာသိန်း4900 4800နဲ့ကောက်တယ်ပြီးရင်9000ရအောင်ပြန်ရောင်းတယ်အဲ့ဒါမျိုးပဲရောင်းရတာဖြစ်ပါတယ်ဝယ်ရောင်းတိုင်းစီကနော်ဝယ်ရောင်းနေစီကဆိုရင်ဈေးများတယ်ဆိုတဲ့အယူဆသည်မမှန်ပါဘူးဝယ်ရောင်းနေသည်အသွက်ပုတ်တာဖြစ်တဲ့အတွက်ပေါ့နော်မြန်လေးဝယ်မြန်လေးရောင်းတာဖြစ်တဲ့အတွက်သူက ROI အချိန်မြန်အောင်ပေါ့နော်တိုးအောင်လဲတာဖြစ်တဲ့အတွက်သူတို့စီကဝယ်တာပို့ပြီးတော့ဟလာပို့ပြီးတော့တက်တာတက်ပါတယ်เนาะကျမတို့အပြင်ပိုင်ရှင်တွေကကြတော့ဝယ်ရောင်းနဲ့မတူတာကအပြင်ပိုင်ရှင်တွေကကြကျမတို့ကအေးစေးရောင်းမှာထိုင်းရောင်းမှာကြိုက်စေးရောင်းမှာရောင်းမှာမရရင်မရောင်းဘူးလို့အပြင်ပိုင်ရှင်တွေရဲ့သဘောထားကအဲ့လိုသဘောထားရှိပါတယ်ဝယ်ရောင်းတွေကကြတော့တကွက်ပြီးတကွက်เนาะreturn on investment ကိုအချိန်တိုတိုနဲ့ရအောင်လဲပတ်တာဖြစ်တဲ့အတွက်ဝယ်ရောင်းတွေကကြတော့เนาะကျမတို့အချိန်ဆွဲပြီးရောင်းတဲ့အလေးမရှိပါဘူးအချိန်ဆွဲရောင်းရင်များမြတ်တက်တယ်သို့တော်ဝယ်ရောင်းနေသည်အချိန်ဆွဲရောင်းလေးမရှိပါဘူးအဲ့ဒါကြောင့်ဝယ်ရောင်းတိုင်းစီကဝယ်တိုင်းဈေးများမယ်ဆိုတဲ့အယူဆသည်လည်းမမှန်ပါဘူးနော်အဲ့ဒါလေးတွေကိုမျိုးတို့ကိုသိစေချင်ပါတယ်အင်ချမ်းမြေသမားမဟုတ်ရင်အဲ့ဒီရဲ့ဟောဟာရတွေရဲ့အသုံးနှုန်းတွေရဲ့အတိတ်ပဲတွေကိုပေါ့နော်အသေးစိတ်နားမလဲကြအောင်နားမလဲတဲ့အခါမှာအပြောလေးတွေလွဲတဲ့အခါကျကျမတို့ကလည်းအပေးလွဲပါတယ်အဲ့တော့ကျမတို့ရုံငန်းကိုလာရင်လာတဲ့ဧည့်သည်တွေကအမအခုဝယ်အခုရောင်းလို့မြတ်မဲ့ဟာလေးဝယ်ရောင်းကွက်ကြံမဲ့ဟာလေးဈေးကြံမဲ့ဟာလေးပေးပါလို့နော်ဧည့်သည်တွေကတောင်းတတ်ပါတယ်နောက်တခြားရုံငန်းတွေလည်းဒီလိုမျိုးတောင်းတဲ့ဧည့်သည်တွေရှိကြမှာပါပဲမတောင်းပါနဲ့ပေးမှာမဟုတ်ပါဘူးနော်ပေးမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့လိုပစ္စည်းကိုဒီဝယ်ရောင်းအကျိုးဆောင်ရုံးခန်းတိုင်းကထိုင်းပြီးတော့ရှားပြီးတော့ဝယ်နေကြတာဖြစ်တဲ့အတွက်ဖြစ်ပါတယ်ပေးမှာမဟုတ်ပါဘူးသို့တော့ဘလို့ပစ္စည်းတော့ကိုရနိုင်လဲဆိုရင်ဟလာဈေးကွက်အမှန်တကယ်ပေါက်ဈေး intrinsic value နဲ့ပဲရောင်းပေးနေတဲ့ပစ္စည်းမျိုးကိုရနိုင်ပါတယ်အဲ့လို intrinsic value နဲ့ပဲရောင်းပေးနေတဲ့ပစ္စည်းတွေကမှ location ကောင်းတဲ့နေရာတာတဲ့ဈေးအများကြီးတက်ဖို့အလားအလာများတဲ့ပစ္စည်းမျိုးကိုရှားဝယ်ပြီးရင်အချိန်တစ်ခုကိုသိမ်းထားเนาะအချိန်တစ်ခုကတော့ကိုသိမ်းနိုင်တယ်လို့9လ6လကနေ1နှစ်2နှစ်3နှစ်အချိန်တစ်ခုကိုသိမ်းထားလိုက်ရင်เนาะဒီကျမတို့ချက်ချင်းဝယ်ချက်ချင်းရောင်းတဲ့သူတွေထက်ပို့ပြီးတော့ကိုယ့်ရဲ့ပမာဏပို့ပြီးတော့ပွားတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဟုတ်လားဝယ်ရောင်းလုပ်ဖို့ scale တွေအများကြီးလိုပါတယ်ဝယ်ဥလုပ်ဖို့ scale တွေအများကြီးမလိုပါဘူး
နော်ဝယ်ဥလုပ်ဖို့ရာအတွက်ကပတ်စံရှိုံနဲ့တင်ရပါတယ်ကျန်တာကတော့ပုံမှန်ဈေးဝယ်တတ်ရင်နောက်ပြီးတော့ကြာဆက်ရွက်စတန်းကိုလည်းတက်နော်အကျိုးဆောင်ရှင်းတွေကိုတပ်ပါတီအနေနဲ့ငှားလိုက်မယ်ဆိုရင်ဝယ်ဥလုပ်ရတာအတွက် skill set အများကြီးမလိုပါဘူးဝယ်ရောက်လုပ်ရတာအတွက် skill set အများကြီးလိုပါတယ်အနည်းဆုံးလုပ်တဲ့အတွေ့အကြုံ3နှစ်လောက်ရှိမှဝယ်ရောက်လုပ်လို့ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဟလာကိုကဝယ်ဥလုပ်ချင်တာကိုဝယ်ရောက်လုပ်ချင်လို့ပါလို့မှားပြီးတော့မပြောပါနဲ့ဝယ်ရောက်လုပ်ချင်တာလို့မှားပြီးတော့ပြောရင်ဘယ်အကျိုးဆောင်ရုံးခန်းကမှမြေကွက်ပေးမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဝယ်ရောက်ကွက်ဆိုတာအကျိုးဆောင်နေတိုင်းအကျိုးဆောင်ရုံးခန်းနေတိုင်းရှာနေကြတဲ့အရာဖြစ်ပါတယ်။နောက်ထပ်တစ်ခုကလာဒီထဲမှာပြောရင်းနဲ့ပါသွားတာကဝယ်ရောက်နေစီကတိုင်းဈေးများမယ်လို့မယူဆပါနဲ့။နောက်တချို့တွေဝယ်ရောက်နေစီရန်ချထားတယ်ဆိုမဝယ်ကြဘူးပြန်သွားကြတာတွေရှိတယ်။အဲ့ဒါတွေကဈေးသက်တာပါတယ်စီယံကာလမှာရောင်းတာဖြစ်တဲ့အတွက်ဈေးသက်တာပါတယ်သူတို့ငွေချေပြီးတဲ့အခါသူတို့အချိန်တစ်ခုကိုထိန်းထားလိုက်ရရင်ဈေးဒီပို့ပြီးတော့ညားသွားမှာဖြစ်ပါတယ်အဲ့တော့ဟလာဝယ်ရောင်းဆိုတာဒီ margin of safety လွတ်တဲ့ကောင်ကိုဝယ်တာဖြစ်ပါတယ်ဟလာအခုဝယ်ခုရောင်းတာဖြစ်ပါတယ်ကာလတို့ကစားတာဖြစ်ပါတယ်ဝယ်ဥဆိုတာဒီ intrinsic value အတိုင်းပဲဝယ်တာဖြစ်ပါတယ်သို့တော့ location ကောင်းတာကိုရွေးပြီးတော့ဝယ်တာဖြစ်ပါတယ်ငွေအေးရှိဖို့လိုပါတယ်အချိန်ကာလတစ်ခုကိုရင်းနှီးမြှုပ်နှံရပါတယ်ပြီးတော့ကြတော့ဒီကျမတို့ဝယ်ရောင်းနေစီကဝယ်တိုင်းဈေးများတတ်တယ်ဆိုတာမမှန်ပါဘူးများသောအားဖြင့်ဆိုရင်ဝယ်ရောင်းနေစီကနော်ပို့ပြီးတော့နော်ဈေးတက်တာတတ်ပါတယ်သူတို့စင်ရန်ချထားတော့မှဝယ်နိုင်ရင်ပို့ပြီးတော့ဈေးတက်တာနဲ့ရတတ်တယ်ဆိုတာကိုအမျိုးတို့ကိုဒီဗီဒီယိုလေးနဲ့ဝေမျှလိုက်ပါတယ်ရှင့်တကယ်လို့အမျိုးတို့မှာဟာလာတစုံတစ်ခုဟာလာဒီဗီဒီယိုနဲ့ပတ်သက်တဲ့အတွေ့အကြုံတရားရသွားလို့ပြောစရာရှိရင် comment မှာမှတ်သွားပေးကြပါအောင်ရှင့်အဆုံးထိကြည့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင့်